သူငယ်တန်းရောက်လာပြီဆိုတော့စာရလည်းများလိုက်တာကာကြီးကလေးငယ်ချစ်စဲပွဲခခေကုန်မလေးပြုတ်ကားငယ်ကနန်းတင်တုံးရှင်းရှင်းစာရဒီတိုင်းနဲ့ကျက်နေတာပြင်းလိုက်တာတစ်တော့လေးစက်ကြည့်အောင်ကာကြီးကလေးငယ်ချစ်စဲပွဲနောက်လူရင်မှာပျော်နေတဲ့ခခေကုန်မလေးပြုတ်သူ့ထားသွားလို့ငိုနေတော့ကားငယ်ကနန်းတင်ပြုံးရှင်းရှင်းသူ့ရွေးချယ်တာနောက်ရင်ခွင်ဘတ်တကဘာကြီးတဲ့လူလာဖြစ်တဲ့တင်ကခဏတန်လေးမှာစက်ကြောင်လာကြီးနဲ့သာရှင်ကိုတို့ဟာမထင်မရှားဘွားပါလေတသက်တာဘွားခီးတဲ့မြစ်ဖြတ်တန်းလို့တင်ကြသမျှအရာတွေမှာဒုက္ခနဲ့တွေ့ရင်ဆိုင်ဖို့အတွက်အင်အားများပါစေဟိုမှာကြည်စမ်းကွယ်ပန်းဝင်လေးတွေဝင်ကြွလာပါနေညုံငယ်ချင်းရောက်တော့အပင်ဖြာနာကကြွေကိုတို့ဟာတင်မင်းလက်မှာဝစ်တွားရမှမတွေ့ကိုသာရင်သွားရပါစေကိုမရှိတော့တဲ့ကဘာထဲမှာမင်းဟာကျင်သားရပါဒီကောင်တော့ကွာစောက်ဘလို့လာကြတယ်ဟာ